ကျွန်တော်အဓိကမှာကျင်တာတော့ကျွန်တော်အများအားဆွဲဆွဲလန်းလန်းနဲ့လေ့လာပြီးတော့နော်နည်းနည်းဆိုင်ဆိုင်တွေးခေါ်ပြီးတော့ရေးနေတဲ့ပင်လုံပေါ့နော်ပင်လုံစာချုပ်ပင်လုံဂရီကိုပင်လုံစိတ်ဓာတ်စာတွေအဲ့ဒါတွေပေါ်ခြေခံပြီးတော့ကျွန်တော်ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဗိုလ်ချုပ်အောင်ဆန်းကိုလူတိုင်းကလေးစားတယ်နော်တကယ်လည်းချစ်ကြတယ်နော်ဗမာတိုင်းသားတွေရောကျန်တဲ့တိုင်းသားတွေရောနော်နောက်တမတော်ရဲ့ဖခင်ကြီးလည်းဖြစ်တဲ့အတွက်ဒီနေ့ဗမာတမတော်ကလည်းဒါလေးစားကြမှာပဲနော်မလေးစားလို့လည်းမရပါဘူးနော်ဘာလို့ဒီဗိုလ်ချုပ်အောင်ဆန်းလောက်နော်တော်တဲ့နော်စစ်ဗိုလ်ချုပ်ကျွန်တော်နိုင်ငံမှာမပေါ်ဘူးသေးဘူးဒါကတော့ကျွန်တော်ရဲတင်းတင်းပြောရဲတယ်နော်ကျွန်တော်မတုမဆုပ်ကျွန်တော်ပြောရဲတယ်ဒါတော့ဆိုတော့ခါကျတော့တပ်မတော်ထဲမှာလည်းအားလုံးကလေးစားကြမှာပါဆိုတော့အားလုံးကလေးစားတယ်တပ်မတော်ကလည်းလေးစားတယ်နော်နိုင်ငံသမားတွေရောမတိုင်းသားတွေရောနော်တိုင်းသားတခြားတိုင်းသားပြည်သူတွေအားလုံးကရောလေးစားတဲ့နော်နိုင်ငံဖခင်ကြီးတပါးကနော်ချခဲ့တဲ့ဟောဒီနော်မူတွေနော်ပင်လုံမူတွေပင်လုံဂရိကဝတ်တွေနော်ဒီဟာတွေကိုနော်ကြောက်နေတာဆိုတာနော်ဒါတခုတော့မှားနေပြီအကြီးကျယ်ကိုမှားနေပြီနော်ကျွန်တော်တစ်ချိန်လုံးကအမှန်စိတ်ညစ်ခဲ့ရတယ်နော်အာနာရှင်ဥဒေဝေကနေနော်ဗမာပြည်သူတွေကိုလည်းပြီးမော်တက်နေပြီးတော့ဟိတ်ကောင်တွေမင်းတို့တိုင်းသားကြီးပြောနေတဲ့ Federal ဆိုတာအဲ့ဒါခွဲထွက်ရေးကွာအဲ့ဒီခွဲထွက်ရေးကြောင့်ငါအာနာသိန်းလာဆိုတော့ယုံတယ်နော်တော်တော်များများယုံတယ်တော့ကျွန်တော်တို့တော်တော်ကိုစိတ်ညစ်ခဲ့ရတယ်ထောင်ထဲမှာတောထဲမှာတောင်ထဲမှာနော်လက်ဖိတ်ဆိုင်မှာဒါတွေခဏခဏညင်းခုန်ခဲ့ရတယ်တော်တော်စိတ်ညစ်ခဲ့ရတယ်ဆိုတော့အခုတော့တည်သွားပြီနော်အော် Federal ဆိုတာပြည်တော်စုပါလားနော်ပြည်တော်စုဆိုတာ Federal ပါလားတိုင်းသားကြီးတောင်းတယ်ဆိုတာ Federal ဆိုတာခွဲထွက်ရေးမဟုတ်ဘူးပူပေါင်းရေးနော်ဒါဗမာရောတိုင်းသားတွေရောအတွက်ကောင်းတဲ့အရာအားလုံးလုံးပြောက်မှုအတွက်ဆိုတာအခုသဘောပေါက်လာကြပြီအခုတခါဒီပင်လုံဂတိကဝတ်ဆိုတာကြီးကတစ်နေတယ်နော်ဆိုတော့အဲ့ဒါလည်းတခုမှားနေပြီနော်ဆိုတော့ငင်းချိုင်းလေးဟာနော်ပင်လုံမှာငင်းချိုင်းစာချုပ်ကိုချုပ်ခဲ့ပြီးသားတေးကြပြတ်ဖတ်ပါနော်ပင်လုံစာချုပ်ရဲ့နော်အဲ့ဒါကိုအခြေခံပြီးတော့ရေးဆွဲမဲ့နော်ဟိုဒီအခြေခံဥပဒေအတွက်လမ်းညွှန်တဲ့ခုနှစ်ချက်အကုန်လုံးပြန်ဖတ်ကြည့်နော်အဲ့ဒါပြီးတော့ဒီပရမမူချမ်းပေါ့နော်မူချမ်းဆမ်းမကြဆုံးနေမှာရေးဆွဲခဲ့တဲ့1940ခုနော်အခြေခံဥပဒေပရမမူချမ်းကိုဖတ်ကြည့်ဒီဟာတွေသုံးခုဖတ်ကြည့်လိုက်လို့ရှိရင်အဲ့မှာအကုန်လုံးတွေ့ပါငင်းညရပြီလားဒီမူတွေဒီဂတိကဝတ်တွေဒါတိုက်သားရလဲခုနကျွန်တော်ပြောလို့အပြန်လန်ပေးတာဘိုးကျောင်းအောင်စားလည်းပေးတယ်တိုင်းသားလည်းပေးတယ်ဒီမူတွေဒီဂတိကဝတ်တွေအကောင့်ထဲပေါ်နေမယ်တီရှိနေမယ်နော်ဒီဟာတွေကိုကျွန်တော်တို့စုပ်ကင်ထားမယ်ဆိုရင်နော်တယောက်စီလုံးကြမယ်နော်တယောက်ချစ်ခင်နဲ့နော်ပြည်တော်စုကြီးကိုထူထောင်နိုင်မယ်နော်အင်မလာမတိုးတက်တဲ့အင်မလာမနော်စီလုံးတဲ့ပြည်တော်စုကြီးနော်ရတဲ့ပံမခွဲထွက်တဲ့နော်မကွဲမပြဲတဲ့ပြည်တော်စုကြီးထူထောင်နိုင်မယ်ဆိုတာသူတို့တစ်ကယုံကြည်တာတကယ်ကိုယုံကြည်တာအဲ့ဒါနော်ဆိုတော့အဲ့ချိန်မှာဟိုလွတ်လိုက်ရတော့မဲ့တဲ့ဖြစ်တဲ့အတွက်သူတို့ရဲ့ vision ကအရန်ကိုထက်ပြက်ရှိတယ်စူးစူးရှာရှာကိုသူတို့မြင်ခဲ့တယ်ဆိုတော့အဲ့ဒီကပြည်လုံးပြန်သွားကြရအောင်လို့ကျွန်တော်ခဏပြောတာအဲ့တော့တချို့ကဟိုလွတ်နေဗျနော်အုပ်စုတစ်ခုရှိတယ်နော်အဲ့အုပ်စုကတော့ပြည်လုံးသူတို့ကလိုက်ပြီးတော့ဝါဒဖြတ်နေတာပြည်လုံးကဟောင်းသွားပြီတဲ့ပြည်လုံးကအတိတ်မှာရှိတယ်တဲ့နော်အဲ့လိုတင်တိုင်းတက်ခဲ့တဲ့လူတွေနဲ့လည်းကျွန်တော်တွေ့ခဲ့ရတယ်နော်လူငယ်တချို့ကနော်ကျွန်တော်တို့ကပြည်လုံးကိုကျွန်တော်တို့လက်ကြီးမိတ်ပို့ချနေတဲ့ခါမှာတို့ကဟောက်သွားပြီကျွန်တော်တို့ကကိဟောင်းကိုပြောနေလို့နော်ဆိုတော့ပင်လုံကဟောင်းတာမဟုတ်ပင်လုံကအနာဂတ်မှာနော်ကျွန်တော်အတိတ်ကိုပြောနေတာမဟုတ်ပင်လုံပြောတဲ့ခါမှာ1947ကိုပြောတာမဟုတ်1947ပင်လုံစာချုပ်ထိုးတော့ဒီစာချုပ်ကိုထိုးခဲ့တဲ့နော်ဘိုးကျောင်းဆန်းတဲ့ကွာတိုင်းသားကောင်းဆောင်တွေအနာဂတ်ကိုတပြောတခေါ်မြင်ခဲ့ရတာအဲ့အနာဂတ်ကိုကျွန်တော်ပြန်သွားမှာ back to the future ဆိုတာနော်အဲ့လိုပြောမယ်ဆိုရင်နော်အနာဂတ်ကိုပြန်သွားမှာနော်ဆိုတော့ဒီအတိတ်ကိုပြန်သွားဖို့မဟုတ်ဘူးဘာလို့ပြန်သွားမှာဆိုအဲ့ကမြင်ခဲ့တာ
叔叔下下天天山上有面嘅啦，喏，你搞好用自己啦，喏，係咯，呢下個得唔到我哋用咩？ကျွန်တော်တို့ကလည်းယုံပြီးသားတိုင်းသားတွေကတော့ယုံပြီးသားနော်ဗမာခေါင်းဆောင်တွေကလည်းယုံမယ်ဆိုရင်ပြီးသွားပြီပွဲရဆိုတော့သူပါခဲ့တဲ့စကားတွေလည်းရှိတယ်နော်ဗမာချင်းချင်းလည်းမတည့်ဘူးတိုင်းသားတွေလည်းမတည့်ဘူးဆိုရင်ကျွန်တော်တို့နိုင်ငံဘာဖြစ်သွားမလဲဆိုတာသူခက်ရရင်ပြောသွားတာရှိတယ်ကျွန်တော်ဒီဘာတော့အဲ့ဒီကလုံးကျွန်တော်မပြောချင်ဘူးနော်ဘာလို့ခက်ရရင်ပြောတယ်လဲဆိုတော့မှတ်မိအောင်တဲ့ဗမာလူမျိုးတွေကနော်အဲ့လိုမှမပြောရင်မမှတ်မိဘူးတဲ့ဒါပေမဲ့အဲ့ပြောသွားတဲ့စကားလုံးကိုတော့ဗမာလူမျိုးတွေကမှတ်ပြီးကြတယ်ဒါပေမဲ့ဘာကြောင့်ဖြစ်သွားနိုင်တယ်ဆိုတာကိုတော့တိုက်ပြီးပြတ်သွားမှာပြောတာနော်ဒီအကြီးပြောမယ်ဆိုတိုက်ပြီးပြတ်သွားမှာဘာကြောင့်ပြတ်သွားမလဲဆိုတာကိုသူကလူတွေကမမှတ်မိကြဘူးဆိုလိုတာမညီညွတ်ရင်တိုက်ပြီးပြတ်သွားမယ်နော်အဲ့ဒါကိုသူပြောထားခဲ့တာနော်ကြိုတင်ဟောကိန်းထုတ်ထားခဲ့တာမညီညွတ်ရင်ဆိုတာဘာလဲမညီညွတ်ရင်ဒီပင်လုံးမူတွေပင်လုံးဂရိကဝတ်တွေကိုချိုးဖောက်လို့ရှိရင်မညီညွတ်တော့ဘူးဗောဟုတ်တယ်မလားအဲ့လိုညီညွတ်အောင်ဒီဟာလုတ်ပေးထားခဲ့တာဒီအရာကိုချိုးဖောက်ပြီးတော့ညီညွတ်ရေးတွေပြက်ပြမယ်စစ်ပွဲတွေဖြစ်လာမယ်ဆိုရင်တိုက်ပြီးပြက်လိမ့်မယ်လို့သူကြိုပြောခဲ့တာဒီနေ့ထိဒီလိုဖြစ်မယ်ဆိုတာကိုသူကကြိုတင်ပြီးတော့ပြင်ခဲ့တာနော်အင်မတန်ဆူရှာတဲ့အမြင်ဟိုပိုင်ထားတဲ့နော်ခေါင်းဆောင်တို့တပါးဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးကိုဖိတ်ခေါ်ချင်တာနော်ဗမာတိုင်းသားတွေလို့ကြွက်ပြီးဖို့ပါဘူးနော်အဲကျန်တဲ့တိုင်းသားတွေရောနော်နောက်ပြီးတော့စစ်တပ်ကနော်ဗိုလ်ချုပ်ကြီးများရောအကုန်လုံးနော်ဗမာခေါင်းဆောင်တွေရောနော်အားလုံးပြန်လဲပြီးတော့ဒီပင်လုံကိုပြန်ဖော်ထုတ်ကြပါမကြောက်ပါနဲ့ရဲတင်းတင်းကြည့်ပါနော်ပင်လုံဟာကြောက်ရမှာမဟုတ်ဘူးဘုကြောင်ဆောင်ရလဲကြောက်ရမှာမဟုတ်ဘူးချစ်တော့ချစ်ပြီးသားပဲနော်လေးစားပြီးသားပဲဘာဖြစ်လို့သူ့အတွေးခေါင်ကြောက်ရတာလို့နော်တစ်ချိန်တော့ဟိုအာနာရှင်ဥဒေဝင်းတို့ပေးလိုက်လို့နော်ဖက်ဒရယ်ကြောက်ခဲ့တာကျွန်တော်တို့တော်တော်စိတ်ညစ်ခဲ့ရတယ်နော်နှစ်ပေါင်း90လောက်ကြာသွားအခုဒီပင်လုံဂရီးကိုကြောက်တဲ့ကိစ္စဘယ်လောက်ထပ်ကြာအောင်ပါလဲနော်ကျွန်တော်ပြောမယ်အဲ့ဒီကလည်းကျွန်တော်တို့အဝေးရောက်ဘောဝပါလေကျွန်တော်တို့ဗမာတကယ်ချင်းတွေကိုခဏပြောတယ်ခင်ဗျားတို့ခုတက်ခါခုတခါလေးလို့ပါဝင်ပြီးတော့တက်ကြော်လှုပ်ရှားပါဥဆောင်ပြီးလှုပ်ပါသူတွတ်ဆုံလှုပ်နေတာဥဆောင်မှာမကြခင်မှာလာလိုက်ပဲနော်အကုန်လုံးသဘောပေါက်လိမ့်မယ်ဒီဖက်ဒရယ်လက်ခံလာလိမ့်မယ်ခုခေတ်ကခင်ဗျားတို့လက်ခံတယ်ခင်ဗျားတို့ကပိုင်အိုနီးယားဖြစ်မယ်နော်မရအောင်ဆိုတော့တွတ်ဆုံသူတို့နေမဆိုင်သူတို့လို့မပြောရဲသူတို့လို့အဲ့တော့ပင်လုံဆိုတာလဲနောင်မကြခင်မှာနော်ဗမာလူငယ်တွေမျိုးဆက်တွေကလက်ခံလာလိမ့်မယ်အဲ့ကြရင်ခင်ဗျားတို့ဒီနေ့ကြောက်ရွံ့ပြီးတော့တွတ်ဆုတ်နေတဲ့လူတွေပြန်ပြီးအပြစ်တင်ခါလိမ့်မယ်နော်အဲ့တော့ဒီကိစ္စကကျွန်တော်တို့က movement အကြီးကျယ်လိုတယ်နော်အတွေ့အခေါ်တိုက်ပွဲလိုတယ်နော်တွေးခေါ်တိုက်ပွဲအပြစ်ထန်လုပ်ရမယ်တွေးခေါ်လှုပ်ရှားမှုအပြစ်ထန်လုပ်ရမယ်ပင်လုံတွေးခေါ်လှုပ်ရှားမှုနော်ဒါမှမဟုတ်ပင်လုံဒီမိုကရေစီလှုပ်ရှားမှုလားအဲ့လိုတစ်ခုတော့လုပ်ရမယ်အဲ့ဒီတည်းမှာတော့ဗမာလူငယ်မျိုးဆက်တွေကိုကျွန်တော်ဥဆောင်စေချင်တယ်နော်တေချာလေ့လာပါတေချာကနာလေ့လာပါကျွန်တော်တိုင်းသားနေစီချာဆွေးနွေးပါပဲနေရမှာဖားတယ်လေဘာတစ်ခုမှမဖားတာမရှိဘူးနော်အကုန်လုံးကောင်းတယ်ဗမာတို့မှကောင်းတာနော်လူတွေကထင်တာအော်တိုင်းသားတွေကတော့ဒီပင်လုံတို့ဟာသူတို့ရဲ့လူသားတွေမှာအများနဲ့ရှိတယ်တဲ့အော်ဗမာတို့မဟုတ်တော့ဘူးလားအဲ့ဒါနော်ဗမာတိုင်းသားတွေမဟုတ်တော့ဘူးလို့ဘာလို့သူတို့ပြောလိုက်တော့နော်ဘိုးကျောင်းစားကကျွန်တော်တို့အတွက်ပဲလှုပ်ပေးသွားသလိုနော်ဗမာလူမျိုးတွေလှုပ်ပေးမသွားသလိုအပဒီပင်လုံခတိကဝတ်တွေပင်လုံမူတွေဆိုတာဗမာတိုင်းသားတွေအတွက်အရေးကြီးဆုံးဖြစ်တယ်နော်ဒီအရာတွေကိုစုပ်ကိုင်ကြီးအဖြစ်နော်ဒီစစ်ပွဲတွေလည်းမဖြစ်ဘူးနော်ဒီနေ့ဖြစ်ပေါင်း90မှာကျွန်တော်တို့ကအမေရိကန်နိုင်ငံကဲလို့ဥရောပနိုင်ငံတွေကဲလို့ဆွစ်ဇာလန်ကဲလို့ဂျာမနီကဲလို့နော်အင်မရာမကြီးကျယ်ခမ်းနားတဲ့နိုင်ငံကြီးတစ်ခုပြည်တော်စုကြီးတစ်ခုဖြစ်နေမှာဆိုတာသိကြပေါက်ပဲအဲဒါကြောင့်ပြန်လာကြပါအခြေခံကိုပြန်လာကြပါအခြေခံမခိုင်မဲနဲ့နော်နိုင်ငံရေးမလုပ်ကြပါနဲ့နော်ဒီနိုင်ငံရဲ့ကျွန်တော်နိုင်ငံရဲ့အခြေခံဒါပဲနော်ဒီအခြေခံအုပ်ပြီးမခိုင်မဲနဲ့ဆက်ပြီးတော့မလုပ်ကြပါနဲ့အဲ့အခြေခံကိုပိုင်ပြီးမှပဲနော်နိုင်ငံရေးလုပ်ကြပါအဲ့ဒီအောင်အခြေခံကိုပိုင်ပြီးပြီဆိုရင်ဒီနေ့ပြဿနာတက်နေတာတွေတခုမှမတက်ဘူးနော်ပြီးသွားပြီအဲ့မှာကလေးငင်းငယ်ရောက်သွားပြီငင်းငယ်ရခုတော့ရနေပြီနော်အဲ့ဒါကိုအကုန်လုံးစုတ်ခိုင်းလိုက်ကျွန်တော်တို့အားလုံးစုံတိုင်းတဲ့နေရာဒီတနေရာပဲရှိတယ်ဘိုးကျော်အောင်ဆိုင်အကျဉ်းလုံးပဲရှိတယ်နော်အဲ့မှာအကုန်လုံးလာကြပါဒါတဲ့ကျွန်တော်အပြင်းထန်ကျွန်တော်နော်အနူးညွတ်ကျွန်တော်တောင်းပန်ခြင်းတဲ့နော်မေတ္တာရက်ခတ်ခြင်းတဲ့ဒါပဲ